အားလုံးပဲမင်္ဂလာပါ HKK DI1 နဲ့ကြိုဆိုပါရစေကျွန်တော်ဒီနေ့ရောင်းပေးမဲ့လုံးလေးစိတ်ကြိုက်အချိန်ယူပြီးမှဆင်ထားတဲ့လုံးလေး50 AU ဆဲနဲ့လိုက်ပို့ဖို့နဲ့ဆင်ထားတယ်ပေါ်မှာ viewer sign weight 900 watt တင်ထားတယ်900 watt ဆိုပေမဲ့သူကပုံမှန်တိုင်းဆင်တော့200ဝန်းကျင်လောက်ပဲသုံးလို့ရတယ်ဒီကောင်က300လောက်ထိကိုမှ AC သုံးလို့ရတယ်သူ့ရဲ့ display ကပုံမှန်ကျွန်တော်တို့ digital တစ်ခုတည်းဟာမဟုတ်တော့ဘဲနဲ့ဒီလို display လေးပြောင်းတက်ပေးထားတယ်ခင်ဗျဟုတ်ကဲ့သူက percentage လည်းပါတယ်AC display ကတော့ကျွန်တော်ဒီမှာအဝယ်မှားထားတာကြောင့်မို့ဆိုပြီးတော့အကြီးလေးပေါ့အသေးလေးပုံမှန်တက်နေကြရိုးလို့ဆိုအကြီးလေးကျွန်တော်တက်ထားတယ်ခင်ဗျဟုတ်ကဲ့ဘာကြီးသုံးလို့ရမလဲဆိုရင်တော့အသေးသုံးပဲ900 watt ကတင်ထားတာကြောင့်မို့ TV ကြည့်မယ် air cooler တွေရမယ် Wi-Fi ပန်ကာဒီနေ့စဉ်သုံးဟာတွေကအကုန်လုံးရမယ်မီးထွန်းလို့ရမယ်မီးသုံးပေါက်ပါတယ်ဖုန်းအားသွင်းလို့ရမယ် juicy နှစ်ပေါက်ပါတယ်ခုဒါကျွန်တော်သုံးထားတာဆိုရင်ဇက်တိုက်သုံးတာဆိုရင်ကျွန်တော်4နာရီနီးပါးလောက်တော့ရှိသွားပြီကျွန်တော်သုံးတာပန်ကာတော့တနေ့ကိုကျွန်တော်ဖွင့်ထားတယ်ပန်ကာ35ဝါပဲရှိတယ်ပန်ကာတနေ့ကိုဖွင့်ထားတယ်ကျွန်တော်ရဲ့ဒီမှာခဲကောက်သုံးထားတယ်ခဲကောက်က130 maximum 130ပုံမှန်တိုင်းဆိုတော့ဒီကောင်30 40ပေါ့ဝက်ကလေတော့ဒီမှာ switch လေးပါတယ်ဒီကောင်လေးနှိပ်လိုက်ပြီဒီမှာပိုးလေးချက်ကြည့်တာနော်နှိပ်လိုက်တဲ့အချိန်မှာသူဆွဲသွားတဲ့အချိန်မှာဒီဘက်မှာလည်းပိုးလေးကဆွဲချသွားတယ်ဟိုဒီကောင်ဝက်100နီးပါးလောက်ဆွဲတယ်ဝက်100နီးပါးလောက်ဆွဲတယ်ပြီးတော့ကျွန်တော်မီဒီတစ်လုံးထွန်းထားတယ်ဖုန်းဒီမှာမြေတစ်လုံးအားသွင်းထားတယ်အခုလို့ရှိကျွန်တော်သုံးနေတဲ့ဖုန်းပေါ်မှာကျွန်တော် quick chat နဲ့ကျွန်တော်သွင်းထားတယ်ဘိုးကတော့စနစ်တမ5လေးရောက်သွားပြီပုံမှန်သုံးမဲ့စင် air cooler တွေဆိုရင်တညလုံးသုံးလို့ရတယ်တစ်မျိုးပဲသုံးမဲ့ဆိုရင်ပေါ့လေဖုန်းအားသွင်းပြီးမီးကကျတော့18 watt 15 ပေကျိုးရှိနေနှလုံးပါမယ်နောက်မှာ solar controller ပါမယ် solar controller ပါမယ်solar controller ကတော့ကျွန်တော်တော့ကျွန်တော်မတက်သေးဘူးဒီလိုဟာလေးထည့်ပေးမှာကျွန်တော် solar ကောင်းတဲ့လေးထည့်ပေးမယ်နောက်ဖက်ပုံလေးကျွန်တော်ပြပေးမယ်နော်ဝေးတော့ပါလှည့်လို့မရတော့နောက်ပဲ channel ဒါမျိုးလေးပေါ့ကျွန်တော် fan လေးကိုမှ fan cover လေးပါကျွန်တော်ထည့်ပေး cover လိုတော့မလိုဘူးကျွန်တော် fan အကြီးထည့်ထားကြတော့ပို့ပြီးလာတော့ cover လေးကျွန်တော် fan cover လေးကျွန်တော်ထည့်ပေးထားတယ် fan တန်းကလည်းfan အကြီးကိုမှအပါလေးထည့်ပေးတာ fan တန်းကလည်းအရင်လုံးနေလောက်ဒီ fan တန်းမကြမ်းဘူးဒီကောင်ကပူလာပြီဆိုရင်inverter ကပူလာပြီဆိုရင် auto လဲမယ်တတ်မှတ်ထားတဲ့ပူချိန်အောင်ရောက်သွားပြီဆိုရင်သူကသူပြန်ရက်မယ် fan တန်းလည်းမကြမ်းဘူးဒီကောင်က pure side ဝင်နဲ့ထွက်တယ်ဝယ်မယ်ဆိုရင်ဒီကောင်ကဈေးက8သိန်းပါခင်ဗျဟုတ်ကဲ့ဒီ300 watt လောက်ဒီအပြည့်သုံးလို့ရတယ်900 watt က pure sine weight တင်ထားတာပေါ့1000 watt pure sine weight ကိုမှ900ပြည့်သုံးတင်နေတယ်ဆိုရင်တော့8သိန်းခွဲဖြစ်မယ်ခင်ဗျဟုတ်ကဲ့